Season of Our Love ဆိုတဲ့အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကိုပြောပြပါမယ်။သူ့ရဲ့နာမည်ကနန်းတီတီတက္ကသိုလ်ကျောင်းသူတစ်ယောက်ဖြစ်ပြီးတော့မြန်မာအကောက်ဝါသနာရှင်တူဖြစ်ပါတယ်။သူ့ရဲ့နာမည်ကထုခန့် entertainment channel တစ်ခုမှာအလုပ်လုပ်နေတဲ့လူငယ်တစ်ယောက်ပေါ့။သူတို့နှစ်ယောက်ရဲ့စုံစည်းမှုကဘဝခီးလန်းတစ်ခုကိုအစပြုခဲ့တယ်